ဒီမှာတော့ coin နေပေါ့နော် Japanese coin နေတင်တယ်ဟွာမိုက်တယ်ဒီဘက်မှာပဲဘန်ကောက်မှာနာမည်ကြီးတဲ့လှမွေးငါးတွေဟိုဆေးရောင်းတဲ့နေရာပေါ့နော်ချက်တူချက်မကတ်နဲ့ဆိုလို့ရှိရင်လမ်း10မိနစ်9မိနစ်လောက်ပဲရှော့ရတယ်ဆိုတော့ကျွန်တော်တစ်ခါတည်းသွားကြည့်မယ်ပေါ့နော်ကဲဒီမှာရောက်လာပြီပေါ့နော်ကျွန်တော်တို့ဟိုလမ်းအများကြီးတော့မရှေ့အောင်အပြင်ဘက်ကိုထွက်လိုက်တာတစ်ခါတည်းရောက်တယ်ပေါ့နော်3မိနစ်4မိနစ်လောက်ပဲရှော့ရတယ်ဒီမှာကြည့်ဒါကတော့ဘန်ကောက်မှာနာမည်ကြီးတဲ့ငါးတွေဟိုဆေးရောင်းတဲ့နေရာပေါ့နော်ဒီမှာဒီကောင်ဆိုလို့ရှိရင်ငကြင်းတောင်ရှည်လားအဲ့လိုခေါ်တာလားတော့မသိဘူး250ဘတ်ဒါမော်လီလေးတွေတင်တယ်ဒါကတော့မော်လီလေးတွေတေးရှာတယ်ရွှေငါးလေးတွေရောဒီမှာငါးလည်းမဟုတ်တခြားတရိတ်ဆန်တွေပါအကုန်ရတယ်ဗျာဒီမှာဘဲမရှိတဲ့သူတွေဒီမှာဘဲလာဝယ်လို့ရတယ်နော်ဘဲမရှိရဒီမှာဘဲလာရှာပါရမ်းမိုက်တယ်ဗျအိမ်မက်တရိတ်ဆိုင်ရဲချစ်တဲ့သူဆိုတော့ YouTube မှာလည်းတွေ့တယ်ပေါ့နော်ဒီဈေးကိုတွေ့တယ်ကျွန်တော်ရမ်းလာလဲခြင်းတယ်ကိုရိုတင်နာကိုရောက်နေပေါ့နော်ဖြစ်တယ်ကျွန်တော်ဒီဈေးမှာရှိတဲ့တရိတ်ဆိုင်တွေအကုန်လုံးဝယ်ပြီးတော့အတူတူနေကြတယ်နှစ်မျိုးစုံတွေလည်းရောင်းနေတဲ့ဆိုင်တွေရှိတယ်ဒါပေမဲ့ဟိုဗီဒီယိုကဆိုင်ထဲမှာရိုက်လို့မရဘူးပေါ့နော်ဗီဒီယိုတက်ပုံကဆိုင်ထဲမှာရိုက်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်မရိုက်ပါဘူးဒီဈေးမှာတော့လိုချင်တာအကုန်ရမယ်ပေါ့နော်လာမွေးငါးလားလာမွေးငှက်လားတရိတ်ဆန်လားအကုန်ရမယ်ဒီကောင်ဈေးဆောင်ရင်ကြီးတယ်ဘာလို့လဲမသိဒီမှာ show ဒါတော့ flower home လောကမှာ aggressive ဖြစ်တဲ့ငါးတွေပေါ့နော်ဈေးလည်းကြီးတယ်သူတို့ကဒီနှစ်ကောင်အတူတူထားလို့မရဘူးပေါ့နော်ပြီးတော့သူတို့တွေအယောင်တွေတက်လာပြီဆိုလို့ရှိရင်အယောင်တွေဘူးတွေတက်လာပြီဆိုလို့ရှိရင်ရန်ဈေးကြီးတယ်တရိတ်ဆိုင်ချစ်တဲ့သူတွေဆိုရင်တော့ဘန်ကောက်ရောက်ရင်ဒီနေရာကိုလာလဲပေါ့နော်မဝယ်တော့မှလာလဲလောက amazing ပါနော်တော်တော်မိုက်ရဗျာဘန်ကောက်မှာလေဒီငါးတွေဆိုလို့ရှိရင်လေဒီ fan တွေနဲ့ breeder တွေအများများတော့ကျတော့ဒီသူတို့ကဒီတခြားနိုင်ငံတွေကိုပို့တာကတင်ပို့တာကရန်နာမည်ကြီးတယ်ပေါ့နော်ကျွန်တော်တို့ဒူဘိုင်းမလေးရှားကတော့မလေးရှားမှာလည်း fan တွေတော့ရှိတယ်တခြားပေါ့နော်ဒီ US UK တို့လည်းဒီထိုင်းကနေပြီးပို့တာတွေတော်တော်များတယ်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတောင်မှငါးတွေအလားမွေးငါးတွေတော်တော်များများကထိုင်းကကိုဝင်တာပေါ့နော်အေးရမလိတ်တွေပေါ့နော်ဒါတော့လိတ်အကြီးတွေပဲဖြစ်ပါတယ်ဟုတ်ပြီလေဒီမှာเนี่ยไซส์ขนาดนี้เริ่มรู้แล้วไม่เปลี่ยนแต่นี่มันมีเปลี่ยนได้ဒါတော့ကျွန်တော်ချက်တူချက်မကတ်ထဲပြန်ဝင်လာတာပေါ့နော်ဒီမှာစုံငှက်လေးရောင်းနေစုံပဲဗျာငှက်တွေရောနှောင်းအိမ်တွေရောစုံပေါ့နော်ဒါစံကောနာမှာကြီးမျိုးလားမသိဘူးနော်ပေါက်လေးပဲရှိတယ်တေးလေးပဲရှိတယ်
300ไม่ใช่အခုဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ဗျ